စပွဲခင်းကိုဆွဲယူတဲ့အခါအပေါ်ကပစ္စည်းတွေမလှုပ်ရှားစေဘူးဘယ်လောက်မြန်မြန်ဆွဲရမလဲပုံမှန်အားနဲ့စပွဲခင်းကိုဆွဲလိုက်ချိန်မှာကိုတိုက်အားကအပေါ်ကပစ္စည်းတွေကိုကပ်ပါစေပြီးအခင်းနဲ့အတူဆွဲယူသွားတတ်ပါတယ်ဒါပေမဲ့စပွဲမျက်နှာပြင်ဟာညီညာနေပြီးမိတ်ဆွေကလုံလောက်တဲ့အမြန်နှုန်းနဲ့ဆွဲယူတာပစ္စည်းတွေရဲ့အလေးချိန်ကပို့တိုက်အားထက်ပိုများနေမယ်ဆိုရင်စပွဲခင်းကချောထွက်သွားပြီးပစ္စည်းတွေကနေရာတကျငြိမ်နေမှာဖြစ်ပါတယ်ဒီလိုနဲ့စပွဲခင်းကိုဆွဲရတဲ့အကွာအဝေးပိုရှည်လေးပို့တိုက်အားကပိုများလေးဖြစ်တာကြောင့်လူ16ရောက်ထိုင်စပွဲကြီးအတွက်ဆိုရင်တော့စပွဲခင်းကိုရေလီကားတစ်စီးမှာကျိုးရှိရှိနဲ့ချိတ်ပြီးဓာတ်ဆီနဲ့မောင်းနှင်းပြရမှာဖြစ်ပါတယ်စပွဲခင်းကိုတော့တနာရီမိုင်တရနှုန်းနဲ့ဆွဲယူမှသာအပေါ်ကပစ္စည်းအလုံးသူ့နေရာနဲ့သူငြိမ်ငြိမ်လေးကြံရင့်မှာဖြစ်ပါတယ်ကြွက်သားတွေကိုဂီယာတွေနဲ့အစားထိုးလိုက်ရင်ဘာဖြစ်မှာလဲတင့်ရဲ့ကြွက်သားအလုံးကိုဖယ်ရှားပြီးတဲ့နောက်တင့်ပခုံးမှာဂီယာကြီး3ခုကိုချိတ်ဆက်လိုက်ပါမယ်ပထမဂီယာဟာလက်မောင်းကိုရှေ့နောက်လွှဲပေးပါမယ်ဒုတိယဂီယာကလက်မောင်းကိုဘေးဘက်သို့မြှောက်ပေးပါမယ်တတိယဂီယာကတော့လက်မောင်းကိုပတ်လည်လှည့်ပေးပါမယ်ပြီးရင်တထောင်စစ်မှာကြတော့တမဏိကျိုးနှစ်ချောင်းကိုချိတ်ကျိုးလေးတွေလိုတက်ဆင်ပါမယ်ပထမကျိုးကလက်ဖြံကိုအပေါ်သို့ဆွဲတင်ပါမှာဖြစ်ပြီးဒုတိယကျိုးကတော့လက်ဖြံကိုနောက်ပြန်နဲ့အောက်သို့ဆွဲချပါမယ်ပြီးရင်လှုပ်ရှားမှုကိုပိုချုံမွေအောင်ဂီယာကြီးတွေထည့်ပါမယ်လက်ဖြံအတွင်းပိုင်းမှာတော့ဂျိုးဘက်ဂီယာအစုံတက်မှာဖြစ်ပြီးအဲ့ဒီဟာကလက်ဖြံကိုဘယ်ညာလှည့်ပေးမယ်လက်ကောက်ဝတ်မှာတော့ဂီယာတေးသေးလေးနှစ်ခုတက်ဆင်ပါမယ်ပထမဂီယာကလက်ဝါးကိုအပေါ်အောက်လှုပ်ပေးမှာဖြစ်ပြီးဒုတိယဂီယာကတော့လက်ဝါးကိုဘေးတိုက်ဆောင်ပေးမှာဖြစ်ပါတယ်